မိန်းကလေးတစ်ယောက်ကသူမရဲ့ဆေးဆက်သူနဲ့အတူအခမ်းအနားတစ်ခုကိုတက်ရောက်ခဲ့ပါတယ်။လူတွေအာရုံစိုက်မနေတဲ့အချိန်မှာသူမကနာကျင်နေတဲ့တောင်းမြင့်ဖက်နှက်ကိုချွတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအဖြစ်အပျက်ကိုသူမရဲ့ဆေးဆက်သူကတွေ့သွားပါတယ်။နောက်တစ်စက္ကန့်အတွင်းမှာပဲသူကဝန်ထမ်းကိုခေါ်ပြီးမိန်းကလေးအတွက်တက်တာတဲ့ဆလစ်ပါဖက်နှက်တရံယူလာခိုင်းခဲ့ပါတယ်။မိန်းကလေးကဒီလိုအခမ်းအနားမျိုးမှာဆလစ်ပါဖက်နှက်မဝတ်သင့်ဘူးလို့ပြောခဲ့ပေမဲ့အဲ့ဒီအမျိုးသားကဒီနေရာမှာမင်းကဘသူ့ကိုမှဂရုစိုက်စရာမလိုဘူးလို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲမိန်းကလေးကသူ့ကိုလုံးဝချစ်မိသွားခဲ့ပါတယ်။တကယ်တော့သူတို့နှစ်ဦးဟာမိဘတွေစီစဉ်ပေးထားတဲ့အိမ်နောက်ရေးတစ်ခုထဲမှာပါဝင်နေတာပါ။ပထမဆုံးတွေ့ဆုံတဲ့နေ့မှာမိန်းကလေးကရွေချက်ရှိတနာရီနောက်ကျပြီးမှလာခဲ့ပါတယ်။ဒါပေမဲ့အမျိုးသားကလုံးဝစိတ်မဆိုးခဲ့ပါဘူး။မိန်းကလေးကသူတို့နှစ်ဦးမဖြစ်မနေမိသားစုစီစဉ်ချက်အရာလက်ထပ်ရမယ်ဆိုတာသိထားပါတယ်။နောက်ဆုံးမှာမိန်းကလေးကအဲ့ဒီအမျိုးသားနဲ့လက်ထပ်ဖို့သဘောတူလိုက်ပေမဲ့သူမရဲ့ဘဝကိုမဆွတ်ဖက်ဖို့ဆိုတဲ့အခြေအနေတစ်ခုကိုထပ်မံတောင်းဆိုခဲ့ပါတယ်။မိန်းကလေးထွက်သွားချိန်မှာသူမရဲ့အဖေကသူ့လက်ထောက်ကိုခေါ်ပြီးသူမရဲ့အထုပ်ပိုးတွေကိုလာယူခိုင်းခဲ့ပြီးသူမနဲ့အဲ့ဒီအမျိုးသားကိုဆက်ဆံရေးတိုးတက်စေချင်တယ်လို့ပြောခဲ့ပါတယ်။ထို့ပြင်သူမကိုအဲ့ဒီနေ့ကစပြီးအမျိုးသားရဲ့အိမ်မှာစတင်နေထိုင်ဖို့လည်းပြောခဲ့ပါတယ်။မိန်းကလေးမှာရွေးချယ်စရာမရှိတော့လို့သဘောတူလိုက်ရပါတယ်။ဒါပေမဲ့အတူနေခဲ့တာ3လကြာတဲ့အထိသူတို့နှစ်ဦးမျက်နှာချင်းဆိုင်တွေ့ဆုံမှုချင်းမရှိခဲ့ပါဘူး။ဒီအချိန်မှာသူမရဲ့အဖေကဖုန်းဆက်လာပြီးစီးပွားရေးခရီးထွက်နေတယ်လို့ပြောပြီးမိန်းကလေးနဲ့စစ်ဆက်သူကိုတွေ့ချင်တယ်လို့ပြောခဲ့ပါတယ်။မိန်းကလေးကစစ်ဆက်သူအချိန်ပိုလုံးနေတယ်လို့လိန်ပြောလိုက်ပါတယ်။ဒါပေမဲ့အဖေကမင်းရဲ့စစ်ဆက်သူကအဖေရဲ့ဘေးမှာပဲရက်နေတယ်လို့ပြန်ပြောခဲ့ပါတယ်။မိန်းကလေးမှာချက်ချင်းသွားတွေ့ရတာပဲဖြစ်သွားပါတယ်။တွေ့ဆုံပြီးတဲ့အခါသူမကအလွန်စိတ်လှုပ်ရှားနေတယ်လို့ပြုမှုခဲ့ပါတယ်။မထင်မှတ်ပဲသူမရဲ့စစ်ဆက်သူကသူမလိန်ပြောခဲ့တဲ့အကြောင်းကိုကိုယ်တိုင်ရှင်းပြပြီးမိန်းကလေးကအလွန်လွတ်လပ်ပြီးဒီနေရာမှာဘဝကိုကောင်းကောင်းလိုက်ရောနိုင်တယ်လို့ပြောပေးခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အဖေကသူမကိုစစ်ဆက်သူကိုပို့ပြီးနားလည်ပေးဖို့ပြောခဲ့ပါတယ်။မိန်းကလေးကအဖေလိုချင်တာကနာခံတတ်တဲ့သမီးတစ်ယောက်ဆိုတာသိနေတဲ့အတွက်သူမကသဘောတူပြီးကျမကကောင်းမွန်တဲ့ဇနီးဖြစ်ပါမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တာနဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းကိုစောတကတက်ကမကျေနပ်ချက်တွေပြောပြခဲ့ပါတယ်။စစ်ဆက်သူကအတုံးမကျဘူးလို့လည်းတိုင်တန်းခဲ့ပြီးသူ့အသက်ကသူ့မထက်9နှစ်ကြီးတယ်လို့လည်းမကျေနပ်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲစစ်ဆက်သူကရုတ်တရက်အခန်းထဲဝင်လာပါတယ်။မိန်းကလေးကချက်ချင်းရက်ပြီးဘာလို့အပ်လဲလို့မေးခဲ့ပါတယ်။အမျိုးသားကသူ့ဖုန်းနံပါတ်ကိုသူမရဲ့ဖုန်းထဲထည့်ပေးပြီးနောက်နာကတ်မှာသူတို့နှစ်ဦးကဘဝတစ်လျှောက်အတူရှိရနိုင်လို့အတူတကွပူးပေါင်းဆောင်ရွက်မယ်လို့ပြောခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မိန်းကလေးကစစ်ဆက်သူနဲ့အတူနောက်ထပ်အခမ်းအနားတစ်ခုကိုတက်ရောက်ရပါတယ်။သူ့ရဲ့ဝတ်စုံကိုတွေ့ချိန်မှာသူမအရန်သဘောကျခဲ့ပါတယ်။အခမ်းအနားကိုအတူတူရောက်သွားတဲ့အခါမိန်းကလေးကကိုယ်တိုင်ကောင်းကောင်းပူးပေါင်းနိုင်မယ်လို့ယုံကြည်နေခဲ့ပေမဲ့စစ်ဆက်သူရဲ့လူမှုရေးအဆင့်အတန်းကအလွန်မြင့်မားလိမ့်မယ်လို့မမျှော်လင့်ခဲ့ပါဘူး။လူတိုင်းကသူနဲ့ပူးပေါင်းလုပ်ကိုင်ဖို့လာရောက်ကြတာပါမကြခင်မှာမိန်းကလေးရဲ့ခြေထောက်တွေကတောင်းမြင့်ဖက်နှက်ကိုမခံနိုင်တော့လို့ချွတ်လိုက်ပါတယ်။ဒါကစမှာပြောခဲ့တဲ့အခန်းကိုဖြစ်စေခဲ့တာပါ။နောက်ဆုံးမှာတော့စစ်ဆက်သူကလူများရှိမှာပဲသူမအတွက်ကိုယ်တိုင်ဖက်နှက်ပြောင်းပေးခဲ့ပါတယ်။အဲ့ဒီခိုက်တန့်မှာပဲမိန်းကလေးကသူ့အပေါ်အမှန်တကယ်ခံစားချက်တွေစတင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်။